ဘာစီလိုနာရဲ့တိတ်ဆိတ်သွားတဲ့တက်မနေဒိုမဟုတ်ဟိုဂေမက်ဆီအတွက်နောက်ဆုံးဂုဏ်ပြုခြင်းပရိသတ်အားလုံးပဲမင်္ဂလာပါခင်ဗျာစပေါ့ကဘာ plus ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေကမ္ဘာဘောလုံးလောကတစ်ခုလုံးဝမ်းနဲ့ပူဆွေးမှုတွေလွှမ်းမိုးနေချိန်မှာပဲ Udinese Square မှာကစားခဲ့တဲ့3သင်းဖိတ်ခေါ်ခြေစမ်းပွဲမှာဘာစီလိုနာအသင်းရဲ့ပွဲစဉ်မစတင်မီကွင်းကြီးတစ်ခုလုံးကအကြတန်ကြားရလောက်အောင်ကိုတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါရီဒါသူတို့အသင်းရဲ့တပိုင်းဝင်ကနဝင်ကစားသမားကြီးလီယိုနယ်မက်ဆီရဲ့ဖောက်ခင်ကွယ်လွန်သွားမှုအတွက်လေးလေးနက်နက်ရည်ညွှန်းဂုဏ်ပြုလိုက်တဲ့ဝမ်းနဲ့ချင်းအထိတ်အမှတ်10မိနစ်ငြိမ်သက်ခြင်းပါပဲအသက်68နှစ်အရွယ်မှာကာလရှည်ကြာယောဂဝေဒနာကိုအန်တုရင်ဆိုင်ခဲ့ရပြီးတဲ့နောက်ရိုဆာရီယိုမြို့မှာကွယ်လွန်သွားခဲ့တဲ့ဟိုဂေကတာမန်ဖခင်တယောက်ထက်အများကြီးပိုပါရီလာမစီယာအကယ်ဒမီကိုစတင်ချစ်ကြခဲ့တဲ့အချိန်ကစလို့ကမ္ဘာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာတဲ့အထိမက်ဆီရဲ့ဘဝခီးလန်းတစ်လျှောက်လုံးမှာသူဟာအေဂျင့်တူအနေနဲ့ရောလမ်းပြကျယ်တပွေးအနေနဲ့ပါအရေးတကြီးကြီးနဲ့သစ္စာရှိမမမက်ရက်တည်ပေးခဲ့သူဖြစ်ပါရီဒါဖြစ်သူရဲ့အောင်မြင်မှုတိုင်းကြာရှုံးမှုတိုင်းမှာအနောက်ကနေတိတ်ဆိတ်စွာကြောထောင်းနောက်ခံပေးခဲ့တဲ့အင်အားကြီးမားလာတဲ့တောက်တိုင်တိုင်လေးဖြစ်ပါရီဖခင်ကိုဆုံးရှုံးလိုက်ရတဲ့မက်ဆီရဲ့ကြီးမားလာတဲ့နာကျင်မှုကိုထပ်ထူမျှဝေခံစားတဲ့အနေနဲ့ဘာစီလိုနာကွင်းတွင်းကပရိသတ်တွေကစားသမားတွေနဲ့ဤပြောင်းဖွဲ့ဝင်တွေအားလုံးကခေါင်းငိုင်းစိုက်ချကလေးစားစွာဆူတောင်းပေးခဲ့ကြပါရီအဲဒီလိုပဲအာဂျင်တီးနားဘောလုံးဖွဲ့ချုပ်နဲ့ရီယယ်မက်ဒရစ်ပါဝင်ကမ္ဘာတွင်းကကလပ်အသင်းတီတီကလည်းဝမ်နေချောင်းတဝင်းလွှာတွေတခဲနဲ့ပေးပို့ခဲ့ကြပါရီဒါဖြစ်သူရဲ့အောင်မြင်မှုတွေနောက်ွယ်ကအကြီးမားဆုံးခွန်အားဖြစ်ခဲ့တဲ့ဖခင်ကြီးဟိုဂေမက်ဆီတယောက်ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပေမဲ့သူကိုယ်တိုင်ပဲကင်လမ်းပြခဲ့တဲ့လီယိုနယ်မက်ဆီဆိုတဲ့ကမ္ဘာအကောင်းဆုံးဘောလုံးသမားကြီးရဲ့သမိုင်းဝင်ခြေရာတွေကတော့ဘောလုံးလောကမှာထာဝရရှင်သန်နေတော့မှအသေးကြပါပဲအခုတော့ဖခင်ကြီးလည်းအေဂျင့်စွာအနာယူပါတော့လေ